အားလုံးပဲမင်္ဂလာပါရှင်အခုမြင်တွေ့နေရတဲ့ကြောက်စိန်ကတော့2024ခုနှစ်နှစ်လယ်ကျောင်းမြေတနာပြပွဲမှာကွန်သွေးပန်းတွေပါဝင်တဲ့ကြောက်စိန်ထုံပဲဖြစ်ပါတယ်လောနံမတ်ကတော့1ကို1နှစ်ဖြစ်ပြီးတော့အလေးချိန်က200ကီလိုဂရမ်ရှိပါတယ်ရှင်အခြေခံကြမ်းခင်းဈေးကအမေရိကန်ဒေါ်လာ8000ဖြစ်ပါတယ်တင်တာအောင်ရှောင်းထွက်သွားတဲ့ဈေးနှုန်းကလည်းတကယ်ကိုအမေးစင်ပါပဲဒေါ်လာ4,5000ကျော်နဲ့ရှောင်းထွက်သွားခဲ့ပါတယ်ဒေါ်လာကိုမြန်မာငွေကျပ်4,000ဝန်းကျင်နဲ့ခန့်မှန်းတစ်ချက်မြည်ဆိုပါကဒီကွန်သွေးပန်းကြောက်စိမ်းကငွေကျပ်38,900ကျော်ရရှိမှာပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားစရာပြပွဲကြောက်စိမ်းတွေကိုဝါသနာပါတဲ့လောပတ်လောင်းတွေအတွက်ကြည့်ရှုလေ့လာလို့ရအောင်အခုလိုပဲတင်ဆက်မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ရှင်